မင်္ဂလာပါရှင်ဒီနေ့တော့ကျမကဘဝမှာအပြင်းဆုံးအလုပ်ဖြစ်တဲ့ skin care လုပ်တာလေးကိုတင်ပေးလိုက်ပါတယ်ပထမဦးဆုံးမျက်နှာကိုဆေးကြောသန့်စင်ပါတယ်ပြီးတော့ Bioderma ကထုတ်တဲ့ sensitive skin အတွက်ထုတ်ထားတဲ့ toner လေးနဲ့ cotton pad ပေါ်တင်ပြီးတော့လိမ့်လိုက်ပါတယ်အဲ့ဒီ toner လေးက cotton pad ပေါ်တင်ပြီးမျက်လုံးပေါ်မှာတင်ထားပြီးတော့အုပ်ထားလေးသူကရပါတယ်ရှင်ဒုတိယအနေနဲ့တော့ကျမက ordinary ကထုတ်တဲ့ azelaic acid လေးကိုလိမ့်လိုက်ပါတယ်သူကအသားရောင်နေလောင်ပြီးတော့အသားရောင်မညီတာတွေတင်တိတ်တွေစသည်တွေအတွက်ကောင်းပါတယ်ရှင်ကျမမျက်နှာဝက်ချက်မရှိဘူးရှင်ဝက်ချက်မပေါက်တတ်ပါဘူးဒါကြောင့်သူကို azelaic acid လေးနဲ့လိမ့်လိုက်ပါတယ် step တွေကိုကြော်ပါမယ်ရှင်ကျမ essence serum တွေမလိမ့်ဘဲနဲ့ Bioderma ကထုတ်တဲ့ sensitive skin အတွက်ထုတ်ထားတဲ့ moisturizer လေးကိုလိမ့်လိုက်ပါတယ်ရှင်ကျမနည်းနည်းလေးအပြင်းကြီးရရှင်နော်အဲ့တော့သူများတွေက essence serum တွေလိမ့်တဲ့နေရာမှာကျွန်မနောက်ဆုံးအဆင့် moisturizer လေးကိုလိမ့်ပါတယ်မနေ့ဆိုရင်တော့ sunscreen လေးလိမ့်ပါရှင်ကျေးဇူးများတင်ပါတယ်ကျွန်မအသားအရည်ကိုဖြစ်ထားတာအရန်ကိုကြာနေပြီဖြစ်ပါတယ်ရှင်